မင်္ဂလာပါခင်ဗျာလူတိုင်းမှာကိုဝဒနာပိုင်ယာအိမ်မက်ကိုစိတ်ရှိကြတယ်မဟုတ်လားဒီနေ့မှာတော့အားလုံးရဲ့ချစ်တော် Disney Pixar ရဲ့ကနဝင်ကားလေးဖြစ်တဲ့ Ratatouille အကြောင်းကိုပြောပြပေးသွားမှာပါဇလန်းစာမှာတော့ပြင်သစ်ပုံမှုကြီး Auguste Cousteau ကြောင့်ရုပ်သံမှတ်တမ်းတစ်ခုကိုပြသနေပါတယ်သူဟာပါရီမြို့မှာရှိတဲ့ကျင်းကားဝင်းအဆင့်ရှိ Cousteau စားသောက်ဆိုင်ရဲ့ပိုင်ရှင်ဖြစ်ပြီးကျင်းကားဝင်းအဆင့်ကိုအသက်ငယ်ဆုံးနဲ့ရရှိခဲ့တဲ့စပုံမှုလည်းဖြစ်ပါတယ်သူဟာ Anyone Can Cook ဘယ်သူမဆိုချက်ပြုတ်နိုင်သည်ဆိုတဲ့ရောင်းအားအကောင်းဆုံးစာအုပ်ကိုလည်းရေးသားခဲ့သူပါအစားအသောက်ဝေဖန်ရေးဆရာအန်ထန်အီကိုကလည်းလို့ကျန်တဲ့သူတွေအားလုံးက Cousteau ကိုချစ်ကြပါတယ်အန်ထန်အီကိုကတော့ဘယ်သူမဆိုချက်ပြုတ်နိုင်တယ်ဆိုတဲ့စာမုပ်ကိုမယုံကြည်လို့ Cousteau ရဲ့ဂုဏ်သတင်းကိုနှစ်ပေါင်းများစွာထိုးနှက်ခဲ့သူပါဒီနောက်မှာတော့ဇလန်က Remy ဆိုတဲ့ချက်ကလေးစီပြောင်းသွားပါတယ်သူဟာသူ့ကို Emily ဖခင်ဖြစ်သူကျန်ကိုတို့ဦးဆောင်တဲ့ကျွတ်အုပ်စုနဲ့အတူပြင်သစ်ကြီးလက်ကအဖွားကြီးတစ်ယောက်ရဲ့အိမ်ခေါင်မှုပေါ်မှာနေထိုင်ပါတယ်ရမီဟာအလွန်ထက်မြက်တဲ့အနက်ခံအာယုံနဲ့အရသာခံအာယုံရှိပါတယ်။အဲဒီအစွမ်းနဲ့ပဲသူ့ဖေကိုကြက်သက်စေးပါတဲ့အစာတွေမစားမိအောင်ကူညီပေးခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ရမီဟာဟိုတလုံးကိုတွေ့ခဲ့ပြီးအမ်လီရှာလာတဲ့ထိန်ခန့်နဲ့အတူအိမ်ခေါင်မှုပေါ်မှာချက်ပြုတ်ဖို့ပြင်ဆင်ပါတယ်။အဲဒီအချိန်မှာသူတို့ကိုလျှက်စီးပစ်လိုက်လို့မှုကအလိုလျောက်ကျသွားပြီးအရန်ရတာရှိသွားပါတယ်။ရမီဟာဟင်းခန့်အမွှေးကြိုင်ထထည့်ခြင်းတို့မိဖို့ကြောင့်နဲ့ခိုးဝင်ပါတယ်။အမ်လီကတော့အဖားကြီးနိုးလာမှာကိုကြောက်လို့အရန်ဆိုရင်နေပါတယ်။ရမီဟာအနက်ခံကောင်းရုံနဲ့မကပဲစာဖတ်နိုင်ပြီး TV လေးကြည့်တတ်တာကိုတွေ့ရပါတယ်။အပြင်မှာအဖေကစောင်းနေရင်စိတ်မရှိဖြစ်လာချိန်မှာရမီကအမ်လီကို TV ထဲက Cousteau ရဲ့မှတ်တမ်းကိုပြလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီသတင်းမှာတော့ဝေဖန်ရေးဆရာအီကိုရဲ့ဝေဖန်မှုကြောင့် Cousteau ရဲ့ဆိုင်ဟာကြက်တပင်းရောက်သွားပြီး Cousteau လည်းတိတ်ဆုံးသွားပြီဖြစ်ကြောင်းသိလိုက်ရလို့ရမီလန့်သွားပါတယ်။အဲ့ဒီအချိန်မှာပဲအဖွားကြီးနိုးလာပြီးချွတ်တွေကိုမြင်သွားတာကြောင့်တနက်နဲ့လိုက်ဖြစ်ပါတော့တယ်။အဖွားကြီးကအင်ခေါမိုးကိုပြစ်လိုက်ရကနေကြောက်စုကြီးတဆူလုံးရှိနေတာကိုတွေ့သွားပါတယ်။ကြက်တွေအလုံးထွက်ပြေးကြပေမဲ့ရမီကတော့ Cousteau ရဲ့ဟင်းဆက်စာအုပ်ကိုပြန်ယူဖို့ကြံခဲ့ပါတယ်။ရမီလည်းမြစ်ထဲကနေပေါ်ကိုခေါ်တက်ပြီးသူ့မျိုးရင်းနောက်ကိုလိုက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ရေစီးတန်တဲ့နေရာမှာလမ်းမပြီးရေတကုံနဲ့ပြုတ်ကျကအုပ်စုနဲ့ကွဲသွားပါတယ်။ရမီဟာကုန်းမော်ရောက်တဲ့အခါသူ့မျိုးတွေကိုစောင့်နေပေမဲ့ဘယ်သူမှပေါ်မလာပါဘူး။သူပိုက်စားလာတဲ့အခါ Cousteau ရဲ့စာအုပ်ကိုဖတ်လိုက်ရကနေ Cousteau ရဲ့ဝင်းကြီးပုံရိပ်ရောင်ကသူ့ရှင်မှာပေါ်လာပါတယ်။ Cousteau ရဲ့တိုက်တွန်းမှုကြောင့်ရမီဟာရှင်မြောင်းနေတဲ့ကနေတဆင့်တိုက်ခိုင်းတွေတစ်ခုစီရောက်ပြီးအစာရှာပါတယ်။အဲဒီတိုက်ပေါ်ကနေကြည့်လိုက်တဲ့အခါသူဟာပါရီမြို့လယ်ကောင်က Cousteau ရဲ့စားသောက်ဆိုင်အပေါ်တဲ့ကိုရောက်နေမှသိလိုက်ရပါတယ်။အဲဒီဆိုင်ရဲ့မိဖို့ဆောင်မှာတော့ Alfredo Linguini ဆိုတဲ့ကောင်လေးကဆိုင်ရဲ့လက်ရှိမန်နေဂျာ Skinner နဲ့တွေ့ဖို့စောင့်နေပါတယ်။ Linguini ဟာ Cousteau ရဲ့ရီစာဟောင်း Renata ရဲ့သားဖြစ်ပြီးသူ့အမေကမကြခင်ကပဲဆုံးပါသွားခဲ့တာပါ။လင်ကွီနီကသူ့အမေရေးပေးလိုက်တဲ့စာကိုပြပြီးအလုပ်တောင်းမိမဲ့စကင်နာကသူ့ကိုအမိုက်သိမ်းသမားအဖြစ်ပဲခံလိုက်ပါတယ်။ရမီကတော့အပေါ်ကနေမိဖို့ဆောင်တွေကအလုပ်လုပ်ပုံတွေကိုလေ့လာနေပါတယ်။လင်ကွီနီကဟင်းရီကိုမှောင်မိပြီးတခြားဘာတွေမှမသိရတွေရှောက်ခင်းနေတာကိုတွေ့တော့ရမီစိတ်မရှိဖြစ်လာပါတယ်။ရမီဟာမတော်တဆမိဖို့ဆောင်နဲ့တွေ့ကြသွားခဲ့ပြီးသူပြန်လွတ်ဖို့ကြိုးစားရင်းလမ်းမှာလင်ကွီနီဖြည့်ဆည်းထားတဲ့ဟင်းရီကိုအရသာရှိအောင်ပြန်တင်ပေးလိုက်ပါတယ်။ဒါပေမဲ့သူဟင်းချက်နေတာကိုလင်ကွီနီကမြင်သွားပြီးဖမ်းလိုက်ပါတယ်။စကင်နာကလင်ဝင်နီကိုဟင်းချက်နေတဲ့အမှတ်နဲ့စူပူနေတော့မှစပွဲတို့ကအဲ့ဒီဟင်းကြီးကိုဧည့်သည်စီသွားချလိုက်ပါတယ်။စကင်နာကဟင်းညံ့မယ်လို့ထင်နေပေမဲ့အစားအသောက်ဝေပိုင်ရေးဆရာမဆယ်လင်းကအဲ့ဒီဟင်းကြီးကိုအရန်ကြိုက်သွားပြီးချက်တဲ့သူကိုတွေ့ကျင်တယ်လို့ပြောပါတယ်။မြို့သမီးစပုံမူခေါ်လက်က Cousteau ရဲ့ဆောင်ဘုတ်ကိုသတိပေးပြီးလင်ဝင်နီကိုဆက်ခံထားဖို့စကင်နာကိုနားချလိုက်ပါတယ်။စကင်နာကလင်ဝင်နီကိုဆက်ထားဖို့သဘောတူပေမဲ့ရမီကိုတော့ဖမ်းမိသွားပြီးတက်ပစ်ဖို့ခံလိုက်ပါတယ်။လင်ကွင်းကြီးကရမီကိုရေထဲပစ်တက်ဖို့လုပ်ပေမဲ့အဲ့ဒီကြက်ကလေးကပဲဟင်းရီကိုချက်ခဲ့တယ်ဆိုတာကိုသိသွားပြီးသူ့ကိုကူညီဖို့တောင်းဆိုပါတယ်။ရမီဟာထွက်ပြေးဖို့အခွင့်အရေးရပေမဲ့သူ့ကိုအသက်ချမ်းသာပေးခဲ့တဲ့လင်ကွင်းကြီးစီပြန်လာခဲ့ပါတယ်။နောက်တနေ့မှာတော့သူတို့နှစ်ယောက်စကားပြောမရတဲ့အခက်အခဲကိုကြော်လာဖို့ရမီကလင်ကွင်းကြီးရဲ့သပင်ကိုဆွဲပြီးရုပ်သေးလို့ထိန်းချုပ်တဲ့ညီကိုတုံးလိုက်ပါတယ်။စကင်နာဟာလင်ကွင်းကြီးရဲ့အရေးချင်းကိုတန်တရားဝင်လာပြီးလင်ကွင်းကြီးဟာတကယ်တော့ Cousteau ရဲ့တာရင်ဖြစ်မှန်းသိသွားပါတယ်။ဒါဟာစကင်နာရဲ့စားတောက်ကုန်လုပ်ငန်းအစီအစဉ်တွေကိုဖျက်ဆီးစေနိုင်တာကြောင့်သူကလှုပ်ဝက်ထားဖို့ကြိုးစားပါတယ်။ဒါပေမဲ့ရမီကအဲ့ဒီအထောက်အထားတွေကိုခိုးယူပြီးလင်ကွင်းနီစီပေးလိုက်တာကြောင့်လင်ကွင်းနီကစကင်နာကိုအလုပ်ဖြုတ်ပြီးဆိုင်ကိုလွှဲပြောင်းယူလိုက်ပါတယ်။လင်ကွင်းနီနဲ့ကော်လက်တို့ချစ်ကြိုက်သွားကြတဲ့အခါမှာတော့ရမီဟာအသက်ခံရတယ်လို့ခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာရမီဟာသူ့ကိုအမ်လီနဲ့ပြန်ဆောင်ပြီးမိသားစုနဲ့ပြန်တွေ့ပါတယ်။ဝေပိုင်ရေးဆရာအန်ထန်အီကိုကဆိုင်ကိုစစ်ဆေးဖို့ထည့်ရောက်လာတဲ့အခါမှာတော့လင်ကွင်းနီနဲ့ရမီတို့စကားများကြပြီးရမီကစိတ်ဆိုးကကြောက်ဆိုးနဲ့ဆိုင်ကိုဝင်မှုခိုင်းပါတယ်။ဒါကိုလင်ကွင်းနီမိသွားပြီးရမီအပါဝင်ကြွအားလုံးကိုမောင်းထုတ်လိုက်ပါတယ်။ရမီကိုစကင်နာကထပ်ဖမ်းမိပေမဲ့သူ့အဖေတို့ကပြန်ကယ်ထုတ်ခဲ့ပါတယ်။
ရမီဟာမိဖို့ကြောင့်ကိုပြန်လာပြီးစိတ်သက်သာနေတဲ့လင်ကွင်းတွေကိုပြန်ကူညီပါတယ်။လင်ကွင်းတွေကဝန်ထမ်းတွေကိုအမှန်တိုင်းပြလိုက်တဲ့အခါဝန်ထမ်းအလုံးအလုပ်ထွက်သွားကြပါတယ်။ဒါပေမဲ့ကော်လက်ကကူစတိုရဲ့ဆောင်မှုကိုသတိရပြီးပြန်လာကူညီပါတယ်။ရမီရဲ့အဖေကလည်းကျောက်စုကြီးကိုခေါ်လာပြီးမိဖို့ကြောင့်မှဝိုင်းကူခိုင်းပါတယ်။သူတို့ဟာနှောက်ယှက်မဲ့စကင်နာနဲ့ကျန်းမာရေးစစ်ဆေးမှုကိုဖန်ဆီးထားလိုက်ပါတယ်။လင်ကွင်းတွေကစဝဲရိုလုပ်ပြီးရမီနဲ့ကော်လက်တို့ကအန်တာအီကိုအတွက်ရထတူဟင်းကိုပြင်ဆင်ပါတယ်။အီကိုဟာအဲ့ဒီဟင်းကိုစားလိုက်တာနဲ့သူ့မိလက်ရကိုသတိရပြီးအရက်နှစ်သက်သွားပါတယ်။ဧည့်သည်တွေပြန်သွားတဲ့အခါမှာတော့သူတို့ကရမ်မီကိုအီကိုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။နောက်တစ်နေ့မှာအီကိုကရမ်မီကိုပြင်သစ်မှာအတော်ဆုံးစပုံမှုလို့ချီးကျူးပြီးသတင်းစာမှာဟေ့သားခဲ့ပါတယ်။ဒါပေမဲ့ချွတ်တီရှိတာပေါ်သွားလို့ဆိုင်ကိုပိတ်လိုက်ရပြီးအီကိုနဲ့အလုပ်ပြုတ်သွားပါတယ်။ဒါပေမဲ့အီကိုကလင်ကွင်မီတို့အတွက်လာရထတူရီဆိုတဲ့ဆိုင်တယ်လေးကိုရှင်းနှီးနှုတ်နှံပေးခဲ့ပါတယ်။အဲဒီဆိုင်မှာတော့ကျွတ်တူရောလူတွေပါအတူတူလာရောက်စောက်တော့နိုင်ကြပါတယ်။ကျောင်းစုကြီးလည်းဆိုင်တစ်ရဲ့အမိုးပေါ်မှာအခြေချနေထိုင်ရင်ဇလန်းလေးပြီးဆုံးသွားပါတယ်။အထက်တူဇလန်းကပေးချင်တဲ့အဓိကသင်ခန်းစာကတော့ထူးချွန်တဲ့အရေးချင်းဆိုတာဘယ်နေရာဘယ်လိုပတ်ဝန်းကျင်ကနေမဆိုပေါ်ထွက်လာနိုင်တယ်ဆိုတာပါပဲ။စဝမူကြီးကိုစတိုပြောသလိုဘယ်သူမှမဆိုချက်ပြုတ်နိုင်တယ်ဆိုတာကလူတိုင်းကပါရမီရှင်ဖြစ်နိုင်တယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ဒါပေမဲ့ပါရမီရှင်တရားဟာဘယ်လိုနှင်းကြတဲ့နေရာမျိုးကမဆိုပေါ်ထွက်လာနိုင်မယ်။ကိုယ့်ရဲ့နောက်ခံအကြောင်းအရာကဘာပဲဖြစ်ဖြစ်ကိုယ်မှာဝါသနာနဲ့ကြိုးစားအားထုတ်မှုရှိရင်မဖြစ်နိုင်မှုဆိုတာမရှိဘူးဆိုတာကိုဒီရုပ်ရှင်ကသက်သေပြခဲ့ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။